ကျွန်တော်ဒီနေ့ legal current တိုင်းတာတဲ့ clamp meter လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ် legal current ကိုတိုင်းတာတဲ့အခါမှာဒီ clamp meter လေးတွေက meter ကလည်းကောင်းတယ် accuracy လည်းမှန်တယ်ဒါပေမဲ့တကယ်တိုင်းတာကြည့်တဲ့အခါမှာရလာတဲ့ result နှစ်ခုကမတူနေတာမျိုးတွေကိုယ့်ဆရာကြီးကြုံမှုကြတာဒီလိုမျိုးကြုံမှုကြရဲဆိုရင်ဘာကြောင့်ဒီလိုမျိုးမတူညီတာတွေဖြစ်တတ်လဲဆိုတာကိုကျွန်တော်သိသလောက်လေးကျွန်တော်ဝေမျှပေးသွားပါမယ်ကျွန်တော်မှာလက်ရှိ clamp meter 3လုံးရှိတယ်ပထမဆုံးတစ်လုံးက Unity ရဲ့ UT251C clamp meter လေးတစ်လုံးရှိတယ်နောက်တစ်လုံးက Jurisu ရဲ့ KEW Snap 2433R clamp meter အသေးလေးတစ်လုံးရှိတယ်နောက်တစ်ခုက Jurisu ရဲ့ jaw size အကြီးနဲ့ clamp meter KEW 2413F clamp meter လေးရှိတယ်ကျွန်တော်ဒီ clamp meter 3လုံးကိုအသုံးပြုပြီးတော့ဘာလို့မီလီယံလေးတွေကွာလဲဆိုတာကိုကျွန်တော်နဲ့တူတူလက်တွေ့လေးလုပ်ကြည့်အောင်ကျွန်တော်အခုကျွန်တော်မှာရှိတဲ့ clamp meter 3လုံးကိုကျွန်တော်ကြိုးတစ်ချောင်းထဲမှာ clamp ချိတ်ထားတယ်ပြီးတော့ရင်ကျွန်တော်100 မီလီယံဝန်းကျင်ကျွန်တော် current inject လုပ်ထားတယ်ဒီမှာပြတာကဒီဘက်က Jurisu meter clamp meter အကြီးမှာက101 မီလီယံပြတယ်ဒီဘက်မှာလည်း101 မီလီယံပြတယ်ဒီ Unity clamp meter လေးမှာတော့102 မီလီယံပြတယ်ဒီမီတာတွေက accuracy ကျမ်းမြင်ကောင်းတယ်လို့ယူဆလို့ရတယ်ပြီးတော့ရင်ဒီဘက်ကကျွန်တော်ရဲ့ fluke power quality analyzer နဲ့အခုကျွန်တော်တိုင်းနေတဲ့ waveform ကို pure sine wave ဖြစ်တာကိုကျွန်တော်ဒီမှာ record လေးယူထားတယ်အဲ့တော့ဒီမီတာက okay တယ်အခုလက်ရှိကျွန်တော်မီလီယံ100ကျော်ကျွန်တော် inject လုပ်ထားတဲ့အချိန်ဒီမှာဒီကောင် accuracy okay တယ်အဲ့တော့ကျွန်တော်မီလီယံ200လောက်တင်ကြည့်လိုက်မယ် okay မီလီယံ200လောက်ရောက်သွားပြီဆိုတော့ကျွန်တော်မီလီယံ200ဝန်းကျင်ထိုးထားရဆိုတော့ဒီဘက်မှာလည်း216 215မီလီယံဒီမှာလည်း214.8မီလီယံဒီမှာက216မီလီယံအဲ့တော့ဒီနှစ်ခုကွာခြားချက်ကမီလီယံအနည်းငယ်ပဲကွာခြားတယ်โอเคတယ်โอเคအဲ့တော့ကျွန်တော်အခုဒီ sensor ချက်လေးကဘာကိုပြောချင်လဲဆိုရင်ကျွန်တော်မှာရှိတဲ့ဒီမီတာ3လုံးက reading ကအတူတူပဲမှန်တယ်ပြီးသွားရင် reading မတူတဲ့ range တစ်ခုမှာကျွန်တော်သွားပြီးတော့ဆန်းပြပေးမယ်Okay ကျွန်တော် legal clamp တိုင်းမဲ့နေရာလဲရောက်ပြီဆိုတော့အရင်ဆုံးကျွန်တော်ရဲ့ဒီ Jurisu clamp meter လေးကိုအရင်ဆုံးကျွန်တော် power on ပြီးတော့ click ညှပ်လိုက်မယ်ပြီးတော့ရင်နောက်ကျွန်တော်ရဲ့ Unity clamp meter လေးကိုဒီမှာ click ညှပ်လိုက်မယ်ဒီမှာ legal clamp လေးတွေမြင်ရလားမသိဘူး Jurisu က 9.6 ဝန်းကျင်လောက်ပြတယ် Unity က 5.4 ဝန်းကျင်ပဲပြတယ် result နှစ်ခုကအရန်ကိုကွာနေတယ်Okay ကျွန်တော်ပြီးရင်ညက်လေးတစ်ခုပြလိုက်ပြီဗျာ 5.6 အကုန်လုံးညီသွားပါပြီကျွန်တော်ခုနကဒီ Unity clamp meter နဲ့ Jurisu clamp meter ကို reading လေးတူသွားအောင်ဘာလေးကိုနှိပ်လိုက်လဲဆိုတော့ Jurisu clamp meter မှာပါတဲ့ frequency selector switch လေးကိုကျွန်တော်နှိပ်လိုက်တာ Jurisu clamp meter မှာ frequency range က wide range နဲ့ 50-60 Hz နဲ့နှစ်မျိုးရွေးလို့ရတယ် wide range ဆိုတာကတော့ frequency range အကျယ်ကြီးကိုရှိသမျှ frequency range အကျယ်ကြီးမှာပါတဲ့ ampere တွေကိုသူပေါင်းပြီးဖတ်ပေးတာ50-60 ကတော့50နဲ့60 Hz only ပဲရှိတဲ့ ampere ကိုသူက wave filter နဲ့ filter လုပ်ပြီးတော့ဖတ်ပေးတာဒီနှစ်ခုရဲ့ကွာခြားချက်ကတော့ဒီ Jurisu clamp meter လေးက frequency range wide range ကို50-60 Hz ကို selection လုပ်ပြီးတော့ပြောင်းပြီးသုံးလို့ရတယ်ဒီ Unity clamp meter လေးကတော့50-60 Hz မှုတစ်မျိုးပဲသုံးလို့ရတယ်အဲ့တော့legal clamp meter ချင်းတူတူဗျာဒီကျွန်တော်တို့သုံးနေရလဲ50-60 Hz ဒီထက်ကကျွန်တော်တို့50 Hz နဲ့သုံးနေဗျာသုံးတဲ့ချိန်မှာဒီနှစ်ခုကဘာလို့မတူညီလဲဆိုတာကိုကျွန်တော်အဖြေရှာကြည့်ချင်တာလေခုန at legal မှာရှိတဲ့ legal waveform ကိုကျွန်တော်ရဲ့ fluke power logger လေးနဲ့ကျွန်တော်တစ်ချက်ချိတ်ကြည့်လိုက်မယ်ရှာကြည့်ကြည့်အောင်ကျွန်တော်ရဲ့ဒီ inverter အဲ့ရဲ့ legal မှာဘယ်လိုမျိုး waveform တွေဖြစ်နေလဲဆိုတာကျွန်တော်သိချင်တာနဲ့ကျွန်တော် power quality analyzer က clamp လေးကိုဒီမှာညှပ်ပြီးတော့ဒီမှာကျွန်တော် waveform တွေကိုကျွန်တော်ဖွင့်ကြည့်တဲ့အခါမှာ waveform က pure sine wave ကနေအများကြီးတွေ့ဖယ်နေပြီးတော့ harmonic effect တွေအများများနေတာကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်တိုင်းပြပေးသွားတဲ့ legal current မတူညီတဲ့အချက်လေးတွေ legal current တွေတူညီသွားတဲ့အချက်လေးတွေပေါ်မူတည်ပြီးတော့ဒီ legal current တွေကကျွန်တော်တို့ frequency range ပေါ်မူတည်ပြီးတော့အများကြီးပြောင်းလဲနိုင်တယ်ဆိုတာလေးတွေကိုကျွန်တော်ပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်မှာရှိတဲ့ဒီ Jurisu clamp meter လေးတွေကတော့ frequency ကို wide range နဲ့50-60 Hz နှစ်မျိုးလုံးကိုသုံးလို့ရပြီးတော့ကျွန်တော်မှာရှိတဲ့ဒီ Unity clamp meter လေးကတော့50-60 Hz တစ်ခုပဲသုံးလို့ရတာဖြစ်ပါတယ်ကျွန်တော်မှာရှိတဲ့ clamp meter လေးသုံးလုံးကိုအသုံးပြုပြီးတော့ legal current
နေရဲ့ frequency ပေါ်မူတည်ပြီးတော့ကျွန်တော် region လေးတွေကွဲပြားပုံဒီ clamp meter လေးတွေအားသာချက်အားနည်းချက်လေးတွေကျွန်တော်ပြပြပြီးသွားပြီဆိုတော့ကျွန်တော်နောက်ထပ် clamp meter လေးတွေထပ်ငှားထားသေးတယ်ဒါကတော့ Master ရဲ့ MS 2006B clamp meter လေးဒီကောင်လဲ50-60 Hz တခုပဲသုံးလို့ရတယ်နောက်ပြီးတော့ milliamp range ကို1 milliamp resolution နဲ့တိုင်းတာလို့ရတယ်ကျွန်တော်နောက်ထပ် ရိုး clamp meter လေးနှလုံးနဲ့ထပ်ပြီးတော့ငှားထားတယ်ဒီ clamp meter လေးတွေနဲ့လည်းမနေ့ကညရင် leakage current လေးတွေကျွန်တော်ထပ်ပြီးတော့တိုင်းကြည့်မယ်အခြေအနေဘယ်လိုရှိမလဲဆိုတာကျွန်တော်မနေ့ကညရင်ဆက်ပြီးတော့ပြပြပေးမယ်